အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ဘဝမှာအောင်မြင်သူတွေလှုပ်လေ့ရှိတဲ့အလုပ်လေး၃ခုကိုအကျဉ်း၃ခုကိုပြောပြမှာဖြစ်ပါတယ်အကယ်၍စိတ်ဝင်စားတဲ့ဆိုရင်ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်ဖို့ဖိတ်ခေါ်ပါတယ်အဲ့တော့အောင်မြင်သူတွေကဘာတွေလှုပ်လေ့ရှိတယ်ဆိုရင်ပထမတစ်ချက်အနေနဲ့လမ်းလင်းလို့ခေါ်တဲ့လေးလာတင်မှုတွေကိုသူတို့ကစင်စမပြတ်လှုပ်လေ့ရှိပါတယ်ဒုတိယတစ်ချက်အနေနဲ့သူတို့ဘာတွေကိုမလှုပ်ဘူးလဲဆိုတော့သူများနဲ့နှိုင်းရှင်တာတွေကိုလုံးဝလှုပ်ဆောင်လေမရှိပါဘူးနောက်ဆုံးတတိယတစ်ချက်ကကျတော့သူတို့ဒီနေ့ဘာလုပ်မလဲဘာတွေကိုလှုပ်ဆောင်မလဲဆိုတာတွေကို action plan လို့ခေါ်တဲ့လှုပ်ဆောင်ချက်တွေကိုစနစ်တကျစီမံပြီးတော့လှုပ်ဆောင်ခြင်းဖြစ်ပါတယ်အဲ့ဒီတော့ဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေအနေနဲ့ဒီ၃ချက်ထဲမှာမိတ်ဆွေကဘာတွေလုပ်ဖြစ်နေလဲ comment မှာမျှဝေပေးခဲ့ပါဦးကျွန်တော်တို့နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်ဆောင်ကြပါမယ်အားလုံးပဲတောင်းတနေလေးဖြစ်ပါစေbye bye